အရင်မြင့်ချင်လားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးနော်ဘဝမှာအရင်မြင့်စေတဲ့အသက်ပိုင်းခြားတစ်ခုပဲရှိတယ်မိန်းကလေးဆိုရင်12နှစ်ကနေ15နှစ်ကြာယောက်ျားလေးဆိုရင်12နှစ်ကနေ18နှစ်ထိဒါကတော့ရေဘူးရအနေနဲ့ပေါ့နော်တချို့ကလေးတွေကတော့အသက်20လောက်ထိအရင်မြင့်တတ်ကြတယ်80ရာခိုင်နှုန်းလောက်ကမျိုးဗီဇကြောင့်ဖြစ်စေတယ်စိတ်မညစ်ပါနဲ့20ရာခိုင်နှုန်းကျန်ပါသေးတယ်အရင်မြင့်မှုအတွက်ကပိုတက်ဆီယမ်ကယ်လ်ဆီယမ်ဗီတာမင် D ဗီတာမင် A နဲ့မင်းနရယ်စတဲ့အာဟာရတွေလိုပါတယ်ဒီဓာတ်တွေပြည့်ဖို့အတွက်ဘာတွေစားရမလဲဆိုရင်ပဲအမျိုးမျိုးကြက်သားကြက်ဥနွားနို့နဲ့နို့ထွက်ပစ္စည်းတွေပဲဖြစ်ပါတယ်ဖြည့်ဆက်ဆေးအနေနဲ့ကတော့ကယ်လ်ဆီယမ်ဗီတာမင် D စတဲ့အားဆေးတွေကိုတောက်ပေးလို့ရပါတယ်ကိုယ်လက်လှုပ်ရှားမှုလှုပ်ခြင်းနဲ့လည်းအရက်ကိုမြင့်စေနိုင်တယ်aerobic exercise တွေဖြစ်တဲ့ကြိုးခုန်တာ၊စက်ဘီးစီးတာ၊ရေကူးတာ၊ကြက်တောင်ရိုက်တာ၊ဘတ်စကတ်ဘောဘောလုံးကစားတာစတဲ့အားကစားနည်းတွေကအရက်ကိုမြင့်စေပါတယ်။အရေးကြီးတာကကိုယ်လက်လှုပ်ရှားမှုလုပ်ပြီးတဲ့အခါအကြောလျှော့ပေးဖို့လိုတယ်။ stretching လုပ်ပေးဖို့လိုပါတယ်။အေးအေးဝဝအိပ်ဖို့လည်းလိုပါတယ်။ဘာလို့လဲဆိုတော့အိပ်နေတဲ့ချိန်မှာ growth hormone ထွက်လို့ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ညမအိပ်ဘဲနဲ့ခင်းစောတတ်တဲ့သားသားတွေဆိုရင်တော့အရက်မြင့်မြင့်ကြီးကောင်းကျင်တယ်ဆိုရင်အေးအေးဝအောင်အိပ်ခိုင်းရမှာပဲဖြစ်ပါတယ်။လက်ပြင်ကုန်းတဲ့ကလေးတွေအတွက်ပိုစတာမှန်မှန်လေးလေ့ကျင့်ပေးထိုင်ပေးလမ်းလျှောက်ပေးတာမျိုးလုပ်ပေးဖို့လည်းလိုပါတယ်။အသက်25နှစ်ကျော်တဲ့သူတွေအတွက်ကတော့အရက်ရှည်ဆေးတွေထိုးဆေးတွေဝယ်မတောက်ပါနဲ့ပတ်စံကုန်ပြီးအရက်မြင့်လာမှာမဟုတ်လို့ပါ။အရက်မမြင့်နိုင်တဲ့အတွက်ကြောင့်မလို့စိတ်ထားမြင့်မြင့်လေးထားပေးရင်လူချစ်လူခင်တွေများပြီးတော့ဘဝတိုးတက်ရေးအတွက်လည်းအများကြီးထောက်ကူဖြစ်နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်နော်။